မင်္ဂလာပါကိုမရောအားလုံးပဲမင်္ဂလာပါလို့ကဲမင်္ဂလာ channel လေးကောင်လေးရမျိုးတော့ဝင်ဆက်တာပြရစီပေါ့နော်မင်္ဂလာဖြစ်ကြပါစေကဲစိတ်ချမ်းသာရေးဝေးကြမိုင်းနဲ့ပြည့်စုံနိုင်ကြပါစေကိုရီမိုင်းအားလုံးပေါ့နော်ကတိသုံးပါးကိုလည်းကြော်လွှားနိုင်ကြပါစေလို့ကဲလက်ဖန်3လပိုင်း4လ4လပိုင်း1ရက်နေ့2025အင်္ဂါနေ့တနေ့ကုန်စာပေါ့နော်ဒီနေ့ကုန်စာပတိပေးတော့ပါမယ်မနေ့ဖက်ထွက်ညနေပဲထပ်လွှင့်ပေးပါမယ်ပတိနှလုံးနဲ့ကနန်း6ဘက်ပေးတော့ပါမယ်ပတိနှလုံးနဲ့ကနန်း6ဘက်ပေးတော့ပါမယ်မနေ့ဖက်ထွက်ရင်ညနေပဲပြန်လွှင့်ပေးပါမယ်ဒီနိုင်ပွဲစာအတွက်ကိုပြန်ထပ်လွှင့်ပေးပါမယ်ကဲအားလုံးပဲမင်္ဂလာပါကဲချစ်တဲ့လူတွေဒုတိယဝါဒနာများရှင်အားလုံးပဲညီမဗီဒီယိုဖိုင်ကြည့်ရှုအားလုံးကိုတောက်စီခြင်းနဲ့စိတ်ပြလာထပ်တင်ပေးပါမယ်လို့တာဦးကတော့လွဲနေတယ်တာဦးလွဲနေတော့အကောင်းဆုံးပြောင်းတော့ညီမတို့လည်းကြိုးစားထားရပေါ့နော်အကောင်းတကအကောင်းပြောင်းလဲထပ်ပြီးတော့စင်မြောင်ကြည့်လုပ်ပြီးသွားတယ်အဲ့တကူရိုးရိုးကြီးရှိတဲ့လူဆိုမှထိုးပေါ့နော်ညီမတို့ကလည်းအတင်းပြီးတော့မပြောလို့ပါဘူးညီမပြီးတော့ကြည့်ရှုသူအားလုံးကိုညီမကပြောချင်တာလုံးဝစီးတယ်မကြနဲ့ညီမစင်မြောင်ကြည့်လုပ်ပြီးမယ်အကောင်းဆုံးပြောင်းလဲကြိုးစားထားတယ်အဲ့တော့ကိုအရှုံးမရှိအောင်လဲညီမလုပ်ပြပါမယ်ညီမဗီဒီယိုဖိုင်လေးကိုတော့လက်မလေးနှိပ်သွားပြီပါ share သွားပြီပါ subscribe လေးလည်းနှိပ်သွားပြီပါလို့ညီမအားလေးတော့ပြောချင်ပါတယ်ပေါ့နော်ကဲညီမဗီဒီယိုဖိုင်ကိုကြည့်ရှုသူအားလုံးကိုညီမကကနန်းပတိနှလုံးနဲ့ဝမ်းချိန်နှလုံးနဲ့ဝမ်းချိန်နှလုံးနဲ့ကနန်း6ဘက်ပေးသွားပါမယ်ဝမ်းချိန်ကနန်း6ဘက်မကြိုက်ဘူးဆိုရင်ညီမပေးတဲ့ဝမ်းချိန်နဲ့အခုလိုကြိုက်နေတဲ့ကနန်းနဲ့ယူပြီးတော့ထိုးနိုင်ပါတယ်အားလုံးပဲစတဲ့လူတွေမြန်မာနိုင်ငံကြီးကိုကက်ကြော်တွေလဲဆိုလောင်းနိုင်ကြပါစီပေါ့နော်ကဲဒီလောက်ဒုက္ခရောက်နေတဲ့လူတွေကိုလုံးဝဒုက္ခမရောက်စေချင်ဘူးပေါ့နော်အဲ့တော့ကိုရနိုင်တဲ့လောက်ကိုကိုရီမတွေဘက်ကထိုးချင်တဲ့စိတ်ရှိလို့ရှိရင်ညီမဗီဒီယိုဖိုင်လေးကိုကြည့်ရှုသူအားလုံးညီမတစ်ဖက်တစ်လိုက်ကူညီပေးရပါအဲ့တော့ဝါဒနာဒုတိရှင်ဝါဒနာရှင်များအားလုံးကိုကြည့်ရှုသူအားလုံးကိုပဲပြောချင်တာပေါ့နော်တမင်လူတွေတော့ဝါဒနာမပါတဲ့လူတွေတော့မပြောပါဘူးကဲညီမတို့ကဏ္ဍလေးတွေထုတ်ပေးသွားတဲ့ကဏ္ဍလေးတွေကိုကြိုက်နေတတ်တယ်ဆိုယူထိုးနိုင်ပါတယ်ညီမဗီဒီယိုပိုင်း comment အောက်မှာလည်းလာပြီးတော့မှတ်ပြီးသွားနိုင်ပါတယ်ကြိုက်နေတတ်တဲ့ကဏ္ဍလေးတွေယူထိုးနိုင်ပါတယ်ကဲချစ်တဲ့လူတွေကိုနှစ်ဖက်စာအတွက်ကိုအစင်ပြေအောင်ကြည့်လုပ်ပြီးသွားမယ်ပေါ့နော်အကောင့်တကအကောင့်ဆုံးပြောင်းလဲကြည့်လုပ်ပြီးသွားမယ်အဲ့တော့ညီမဗီဒီယိုပိုင်းလေးကိုမိမိသူများတကဘောနော်မြန်မာစီတွေ့ပါစီဆိုတဲ့စိတ်ကလေးနဲ့ share ပေးကြပါများလေး share ပေးကြပါ share ပြီးမှတွေ့မှယူထိုးလိုက်မှာပေါ့နော်အားလုံးပဲလမ်းမလေးလည်းနှိပ်သွားပြီပါဘောနော် share သွားပြီပါတယောက်ချင်းဒီတိုင်းကိုပြောချင်တာပါဒီမှာအားလုံးကိုချစ်ပါတယ်ချစ်တဲ့လေးတွေကိုဒီမှာအားလုံးကိုချစ်ပါတယ်အောင်မြင်ခြင်းနဲ့အောင်မြင်နာပဲမြင်ခြင်းနဲ့ပေါ့နော်ကြာရှုံးတာမမြင်ခြင်းဘူးအဲ့တော့ကိုအကောင်းဆုံးပြန်ညီမလေးစူးစမ်းထားတယ်ညီမကိုဒီရှိတဲ့လူပဲယူပြီးတော့ဗီဒီယိုဖိုင်လေးကြည့်ပြီးတော့ထိုးနိုင်ပါတယ်ပေါက်တိပါလို့ရှိရင်ညီမကောမမှာလာပြီးတော့မှတ်ပြီးတော့ဗာလေးပါလဲဆိုတာပေါ့နော်ကဲ3လပါ4လပိုင်းတရက်နေ့2025အင်္ဂါနေ့တနေ့ကုန်စာပတိရတော့38ပတိပေါ့နော်38ပတိကို3နဲ့ပတ်သက်ရင်3536 30ပေါ့နော်353630 858680 353630 858680 353630 858680အားလေးကိုယူထိုးနိုင်ပါတယ်353630 858680ပေါ့နော်ကဲတနေ့ကုန်စားပါဒါပေမဲ့မနက်ဖက်ထွက်သွားလို့ရှိရင်ညီမထပ်လို့ပြပါမယ်ညနေစာအတွက်ကိုကဲဗီဒီယိုမိုင်းလေးကတော့ဒီလောက်ပါပဲဗီဒီယိုမိုင်းအားလုံးကိုကြိုက်နေတတ်တဲ့ဆိုထွန်းနိုင်ပါတယ်က
ကဲစိတ်ချမ်းသာကိုကြမိုင်းနဲ့ပြည့်စုံနိုင်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်နေကြပါစေကဲသုံးကြီးကျုံးမအောင်လည်းကြော်လွှမ်းနိုင်ကြပါစေဒီဘဥစ္စာတွေလည်းပုံများပါစေပေါ့နော်ကဲနှလုံးတွေလည်းမြ мян ဆဆပေါက်နိုင်ကြပါစေကဲလူကြီးဝေးတွေလည်းဖြစ်ကြပါစေ